ပုံမှန်ထက် Wi-Fi လွှဲဆွဲကောင်းအောင်လုပ်ရနည်းတွေကိုလာပြီးပြောပြပေးမှာဖြစ်ပါတယ်ဒီအရင်ဆုံးနေတယ်ပေါ့ကျွန်တော်ဒီဖုန်းရဲ့ဒီ setting တွေကိုဝင်ရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာပေါ့ about phone ဆိုတာရှိတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာMIUI version လေးကိုကျွန်တော်ခုနကခောက်ပေးရမှာဖြစ်ပါတယ်ခုနှစ်ချက်ထောက်ပြီးရင် Developer Option လေးပွင့်လာပါပြီပွင့်လာပြီဆိုရင်ကျွန်တော်အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပါမယ်ဒီအပြင်ကိုတစ်ချက်ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာadditional setting ဆိုတာရှိရပါတော့အဲ့ additional setting တွေကိုကျွန်တော်တစ်ချက်ထပ်ဝင်ပါဒီ additional setting တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာခုနဖွင့်ခဲ့တဲ့ Developer Option လေးကပွင့်နေမှာဖြစ်ပါတယ်ပေါ့နော်အဲ့ထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ဒီထက်ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာက Wi-Fi second ဆိုတာရှိရပါတော့အဲ့ကောင်လေးကိုကျွန်တော်လိုက်ရှာပေးရမှာဖြစ်ပါတယ်အဲ့ကောင်လေးကိုကျွန်တော်တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ကောင်လေးပိတ်နေဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုဖွင့်ထားပေးရဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပုံမှန်နဲ့ Wi-Fi လိုင်းဆွဲပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်